အားလုံးပဲမင်္ဂလာပါအခုမှာပေါ့နော်ကျွန်တော် PowerPoint မှာပေါ့နော်ကျွန်တော်တို့မှာ slide တွေလုပ်ထားတယ်ပေါ့နော်ဒီ slide တွေလုပ်ထားတဲ့မှာကျွန်တော်တို့ဒီမှာ logo တွေထည့်နေတာပေါ့နော်ဒီ logo ကိုလည်းကျွန်တော်တစ်ခုချင်းလိုက်ထည့်ရမှာအချိန်ကြာတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ဒီ auto ထည့်နေတာပေါ့နော်အဲ့ဒါကိုဘယ်လိုမျိုးလုပ်ရလဲဆိုတော့ကျွန်တော်တို့လေ့ကျင့်ကြည့်အောင်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ view တွေကိုသွားပါတော့ view တွေကကျွန်တော်ဘယ်ရှာမလဲ slide master ကိုရှာ slide master ကိုချက်နေပြီးရင်ကျွန်တော်ဒီမှာ scroll bar ဒီအောင်လေးဆွဲတင်လိုက်ပါတော့ပြီးရင်ကျွန်တော် number 1 slide ပေါ့နော် slide အကြီးဆုံး slide ပေါ့နော်အကြီးဆုံး slide လေးကို click ချနေလိုက်ပါတော့ပြီးတော့ရင်ကျွန်တော်ထည့်ချင်တာကိုပုံ insert ထဲကိုသွားကျွန်တော် logo ထည့်ချင်တဲ့ picture ပေါ့နော် picture တွေကနေတယ်ပြီးရင်ကျွန်တော်ထားတဲ့နေရာဒီမှာရှာပါတော့ကျွန်တော် desktop မှာကျွန်တော်ထားခဲ့တယ်ကျွန်တော်ဒီမှာ logo လေးပေါ့နော်ဒီမှာမြန်မာနိုင်ငံlogo လေးကိုကျွန်တော်ထည့်လိုက်မယ်ဒါလေးထည့်လိုက်မယ်ပြီးသွားရင်ကျွန်တော်တေးချလိုက်မယ်ပေါ့နော်ကျွန်တော်တေးချလိုက်ပြီးကျွန်တော်ထားခြင်းနေရာလေးကိုနည်းနည်းတေးကြည့်ချင်လိုက်မယ်ပေါ့နော်โอเคဒီနားလေးမှာကျွန်တော်ထားခြင်းနဲ့ဒါကိုကျွန်တော်တို့ပိတ်ချလိုက်မယ်ဆိုရင်ကျွန်တော်ဘယ်တော့ပြန်မယ် slide master တွေက close ပေါ့နော်ဒီမှာ close ကိုနှိပ်ချလိုက်ရင်ကျွန်တော်မှာ slide တိုင်းမှာဒီမှာ logo လေးဝင်သွားပြီပေါ့နော်ပါသွားပြီပေါ့နော်ကျွန်တော်တို့မှာနောက်တစ် slide ထပ်ခေါ်မယ်ဆိုရင်ကျွန်တော်တို့ auto ပါမယ်ပေါ့နော်ဒီမှာ new slide ထပ်ခေါ်လိုက်မယ်ဆိုရင်ဒီမှာ auto ပါတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့မှာ slide show ပြတဲ့ခါကျရင်ဒီ logo လေးကျွန်တော်အရှင်ဖြစ်ချင်တယ်ပေါ့နော်အရှင်လှုပ်ရှားချင်တာပေါ့မရက်ချင်လှုပ်ရှားချင်တယ်ဆိုရင်ကျွန်တော်တို့လှုပ်ရှားချင်တယ်ဆိုရင်ကျွန်တော်ဘယ်လိုမလုပ်ရလဲဆိုတော့ကျွန်တော် view တွေကိုပြန်သွားမယ် view တွေက slide master အောင်နေတယ် slide master ရဲ့1အောင်နေတယ်1 slide နံပါတ်1ပေါ့နော်အကြီးဆုံး slide ပြီး click ချန်နေပေါ့နော်ဒီမှာ animation ကျွန်တော်ထည့်မှာပေါ့လှုပ်ရှားခြင်းနဲ့ animation နဲ့တော့ကျွန်တော်ထည့်ခြင်းနဲ့ animation ကိုရှာပါတော့ကျွန်တော်ဒီမှာ wheel ပုံစံလေးတော့ရွေးလိုက်မယ်ကျွန်တော် wheel ပုံစံလေးရွေးလိုက်မယ်လှည့်တဲ့ပုံစံလေးကဒီမှာ wheel ပုံစံလေးပေါ့ဒါလေးလှည့်ခြင်းနဲ့ duration ကိုကျွန်တော်နည်းနည်းလေးကြာလိုက်မယ်ပေါ့နော်နည်းနည်းလေးတင်လိုက်မယ်ပြီးရင်ကျွန်တော်ဒါကိုမရက်ချင်ဘူးပေါ့မရက်ချင်တဲ့အတွက်ဒီနာ animation ဒီမှာဒီ option တွေကိုကျွန်တော်သွားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော် timing ကိုနှိပ်ပါနော် timing ကိုချက်နေတယ်ပြီးရင် repeat ဆိုတဲ့စာတန်းလေးကိုတစ်ချမ်းလေးပေါ့နော်ဒီမှာ repeat ဆိုတဲ့စာတန်းလေးအောက်ကဒီမှာညာလေးဆွဲပြီးရင် unit and off slide ပေါ့နော်ဒီကောင်လေးတစ်ချက်ယူပြီးပေါ့နော်ပြီးရင် okay လေးလိုက်ပေါ့နော်ပြီးသွားရင်ကျွန်တော်ပိတ်မယ် slide master လေးကိုသွားမယ်ပြီးရင် close ကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ slide show လေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်နော် slide show ထားလို့ဒီမှာ logo လေးကကျွန်တော်တို့ဘလို့မရက်တော့ဘူးပေါ့နော်ဒါဆို auto ကျွန်တော် slide ကိုမဆုံးမချင်းမရက်တော့ဘူးပေါ့နော်ဒီလိုမျိုးလေးသွားနေမှာပေါ့နော်ဒီလိုလေးရက်လှုပ်ရှားနေတာပေါ့နော်ကျွန်တော်ဒီလိုနည်းနဲ့ပဲစာတွေလည်းထည့်မယ်လို့ရပါတယ်စာထည့်မယ်ဆိုရင်ကျွန်တော်ဘယ်သွားမလဲ view တွေသွားမယ် slide master တွေပြန်သွားမယ်ပေါ့နော်ကျွန်တော်ဒီမှာစာထည့်မယ်ဆိုရင် number 1 slide ကိုနေမယ်ကျွန်တော်ထည့်ခြင်းတဲ့စာကိုဒီချက်နေလိုက်မယ်ပြီးရင်ကျွန်တော်တို့မှာtest ပေါ့ test တစ်ခုလိုက်မယ်ကျွန်တော်တို့ကဒီမှာကျွန်တော်ဒီမှာတော့ AD ကွန်ပျူတာလို့ပဲရတယ်မနော်ကိုရေးချင်တဲ့အကြောင်းအရာပေါ့နော်ပြီးရင်ကျွန်တော်တို့ကဖောင်းလေးနည်းနည်းပို့တင်လိုက်မယ်ပို့တင်ပြီးသူကျွန်တော်ကanimation ထည့်ခြင်းနဲ့ဆိုရင်ထည့်ပါတော့ animation ထည့်ခြင်းနဲ့ animation ထည့်ခြင်းနဲ့ animation တခုကျွန်တော်ရွေးလိုက်မယ် plug in ဒီလိုကြီးကျွန်တော်မကြိုက်ဘူးဒီကနေသွားမှာပေါ့နော်ဒီ animation ရွေးဒီမှာပေါ့နော် upper option ထဲမှာပေါ့နော်ကျွန်တော်ကဒီလိုသွားလိုက်ဆို from left ကိုယူလိုက်တယ်ပေါ့နော် from left ဒီလိုလေးသွားဒီကလည်းတင်မကြိုက်ဘူးကျွန်တော်ညာနေလဲပုံစံလေးမြန်နေပေါ့နော်မြန်နေအောင်ကျွန်တော်ကဒီမှာနည်းနည်းလေး duration နဲ့တင်လိုက်မယ်ပြီးရင်ကျွန်တော် preview လေးနဲ့ဆက်ကြည့်မယ်ပေါ့နော်ဒါလေးသွားမယ်ပေါ့နော်ဒီလိုမျိုးလေးပေါ့နော်ဒါကျွန်တော်အပေါ်ကထားတယ်ပေါ့နော်အောက်ကထားမယ်ဆိုရင်အောက်ကပေါ့နော်ကျွန်တော်ဒီနားလေးကထားလိုက်မယ်ပြီးရင် preview လေးနဲ့ဆက်ကြည့်မယ်အောက်ကစာတန်းလေးပြေးနေတာပေါ့အနည်းမြန်တော့ကျွန်တော်ဒီမှာချိန်ပေါ့နော်ဒါလေးကြားပြီးကျွန်တော် payment slide master တွေနေတယ်ပြီးရင် close ကိုနှိပ်လိုက်ပါတော့ဒါဆိုရင်ကျွန်တော်လုပ်ထားတာအဆင်ပြေလာမှပြီးတော့ကျွန်တော်ချက်ကြည့်မယ် slide show ချန်နေမယ်ဒီမှာဒီချန်နေကြည့်မယ်ဒီမှာအောက်ကနေစာတန်းလေးကပြေးနေပြီပေါ့နော်ဒီမှာ auto လေးပြေးနေပြီပေါ့နော်ဒါဒီ slide ကိုမဆုံးမချင်းဒီမှာတော့စာတော့ရက်နေတယ်ပေါ့နော်ဒါဘာကြောင့်ရက်တာလဲဆိုရင်ကျွန်တော်ဘာကြောင့်ရက်ခဲ့တာဆိုဒီမှာ view တွေပြန်သွားမယ်ပေါ့နော်ကျွန်တော် slide master မှာကျွန်တော်စာသားကိုတစ်ချက်ဒီမှာ1မှာပေါ့တစ်ချက်ပြန်နေပါနော်ကျွန်တော်ဒီမှာ
ကြံခဲ့တယ်ပေါ့နော် animation နဲ့ setting တွေကိုထောက်ဝင်ပြီး timing ကိုတစ်ချက်နဲ့အဲ့မှာ repeat မှာကျွန်တော်ကြံခဲ့တယ်ပေါ့နော် repeat မှာ unit on slide ကိုရွေးပြီး okay လေးနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော် slide master ထဲဝင်မယ်ပြီး close ကိုနှိပ်မယ်ကျွန်တော် slide show လေးနဲ့ပြန်ကြည့်ကြည့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကြည့်မယ်ဒီအောက်ကစာတန်းလေးရဲ့ slide ဟိုနောက်တစ်ခုမပြောင်းမချင်းဒီမှာ auto ပြေးနေမှာပေါ့နော်နောက်တစ်ခုမပြောင်းမချင်းကျွန်တော်တို့ဒီမှာဒီ auto စာတန်းလေးကပြေးနေတယ်ပေါ့နော်လေ့ကျင့်ကြည့်ပါအားလုံးအဆင်ပြေကြပါစေ